ဒီနေ့ကတော့အခန်းခွန်ဦးဒီဟက်ကီယိုနဲ့ပတ်သက်ပြီးတော့မှလေ့လာသွားပါမယ်ဦးဒီဟက်ကီယိုဦးဒီဆိုတာကကြတော့ကျွန်တော်တို့ရဲ့ပေါ့နော်ဟက်ကီယိုဆိုတာကကြတော့ကြောင်ဦးဒီဟက်ကီယို우리 학교에 무엇이 있습니까? 우리 학교에 무엇이 있습니까? ကျွန်တော်တို့ရဲ့ကျောင်းမှာဘာရှိပါသလဲဒါဆိုလို့ရှိရင်အောက်က conversation တွေကိုဆက်သွားကြမယ်နော် 여기는 우리 학교입니다. 여기는 우리 학교입니다. 1층에 식당이 있습니다. 1층에 식당이 있습니다. 강당도 1층에 있습니다. 강당도 1층에 있습니다. 사무실은 2층에 있습니다. 사무실은 2층에 있습니다. 3층에는 선생님 방이 있습니다. 3층에는 선생님 방이 있습니다. 컴퓨터실은 6층에 있습니다. 컴퓨터실은 6층에 있습니다. 다소의 나도가 변해지자면 여기는 우리 학교입니다. 1층에 식당이 있습니다. 강당도 1층에 있습니다. 사무실은 2층에 있습니다. 3층에는 선생님 방이 있습니다. 컴퓨터실은 6층에 있습니다. 다소이မြန်မာလို 바다 변지자면 여기는 우리 학교입니다. 여기는 디니아가로 우리 학교입니다. 준호루의 정매 피바리 1층에 달로아마가로 식당이 있습니다. 사탕사인 시바리 간당도 1층에 있습니다. 디니아마 별의 간당하자로 디 루비엄네 장다의 수위의 칸마로 칸나리 바이로데 칸마로 딜로 칸마로 뼈지나봐 디 칸마가로 달로아마 시바데 사무실은 용강하로 2층에 있습니다. 날로아마 시바데 3층에는 동로아마가로 선생님 방이 있습니다. 시아사마리의 아칸 시바데 컴퓨터실은 컴퓨터 강화로 6층에 있습니다. 차올로아마 시바데ဒါဆိုလို့ရှိရင်ပုံလေးကိုအနောက်မှာပြန်ပြပေးထားမယ်ပေါ့နော်ဒီတရားစာပိုက်လေးနဲ့ပုံလေးနဲ့ကိုတိုက်ကြည့်ပြီးတော့မှတစ်ချက်စစ်စစ်ကြည့်ပါနော်ဒါဆိုရင်ဒီစာပိုက်မှာပါတဲ့ focus လေးတွေကိုလေ့လာကြည့်ကြရအောင် 학교 기요တန်နဲ့မထွက်ပဲနဲ့ 학교 ဆိုပြီးတော့မှကတန်နဲ့ထွက်ပါမယ်နော် 학교ကတော့ကျောင်း 식당နဲ့အတန်ထွက်ရင်မှားပါတယ် 식당နဲ့အတန်ထွက်ပေးရပါမယ် 식당 စားတော့ဆိုင် 강당ကကြတော့ဒီအခန်းသားရေလုပ်တဲ့အခန်းကိုပြောတာပါ 사무실 ရုံးခန်း 선생님 ဆရာဆရာမ 컴퓨터실 ကွန်ပျူတာအခန်းဒီနေရာမှာ shil ကအခန်းဆိုတဲ့အဓိပ္ပာယ်ရပါတယ် 학교 ကျောင်း 식당 စားတောက်ဆိုင် 강당 အခန်းနားလုပ်တဲ့အခန်း 사무실 ရုံးခန်း 선생님 ဆရာဆရာမ 컴퓨터실 ကွန်ပျူတာအခန်းဒါဆိုလို့ရှိရင်နောက်ထပ်သင်ခန်းစာလေးကိုဆက်သွားကြမယ်နော်ဒီ vocab တွေကိုလေ့လာပြီးတော့ပြီဆိုလို့ရှိရင်เนาะ ဟွီယန်ဆပ်ဆိုတဲ့ဒီ vocab တွေကိုပြန်လည်လေ့ကျင့်ကြမယ်ပေါ့เนาะပုံမှာပေးထားတာလေးကတော့보기와 같이 쓰십시오.
보기ဆိုတာကကြတော့ဥပမာလေးကိုပြောထားတာပေါ့နော်သူအောက်မှာ 보기 ဆိုမှသူဥပမာလေးတွေပေးထားတယ် 보기와 같이 ဥပမာနဲ့အတူတူစစ်ရှိဖြစ်ကိုရေးပါပြောစင်တာကတော့ဒီဥပမာပေးထားတာလေးကိုကြည့်ပြီးတော့အောက်ကလေ့ကျင့်ခန်းလေးတွေကိုရေးပေးရမယ်ပေါ့နော်보기မှာဆိုရင်သူက 학교 ဆိုပြီးတော့မှပေးထားတယ် 학교 ဆိုပြီးတော့ဘေးနားမှာ 선생님 학생 교실 공부 학교 장 선생님 서야서야마 학생 장다 교실 사딩칸 공부 살리라이 다 솔루션이 ဘာဖြစ်မယ်လို့ထင်တယ်ဟုတ်တယ်ပေါ့နော်ဒီ 학교 ကျောင်းနဲ့ပေးထားတယ်ဆိုလို့ရှိရင်ကျောင်းနဲ့ပတ်သက်တဲ့ဒီ meaning လေးတွေကိုကျောင်းနဲ့ဆက်ဆက်မှုရှိတဲ့ meaning လေးတွေကိုအနောက်မှာထည့်ရေးပေးရမယ်ပေါ့နော်ဒါဆိုနံပါတ်1က 식당 နဲ့ပေးထားတာစားတောက်ဆိုင်နဲ့ပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့စားတောက်ဆိုင်နဲ့ဆက်ဆက်မှုရှိမဲ့ဒီ meaning 3ခုသို့မဟုတ်4ခုကိုဒီနောက်မှာရေးပေးရမယ်ပေါ့နော်နံပါတ်2ကကြတော့စာမှုရှိရုံးခန်းကိုပေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ရုံးခန်းနဲ့ဆက်ဆက်မှုရှိမဲ့ဒီစကားလုံးလေးတွေကိုအနောက်ကနေထည့်ရေးပေးရပါမယ်နံပါတ်3ကကြတော့ computer ရှိကွန်ပျူတာအခန်းဒါဆိုရင်ကွန်ပျူတာအခန်းတွေထဲမှာဘာတွေရှိမလဲပေါ့နော်အဲ့ဒီကကိုတီးတဲ့စကားလုံး3လုံးသို့မဟုတ်4လုံးလောက်ကိုထည့်ရေးပေးရပါမယ်ဒါလေးကတော့အိမ်စာပါဒါဆိုလို့ရှိရင်နောက်တစ်ခု 질문 မေးခွန်းတွေကိုတွားကြမယ်ပေါ့နော်နံပါတ်1မေးခွန်းလေးကတော့ 여기는 어디입니까 여기는 어디입니까ဒီနေရာကဘယ်နေရာလဲဒါဆိုလို့ရှိရင်အပေါ်ကစာပိုက်လေးကိုပြန်ဖတ်ပြီးတော့မှဖြည့်ပေးရပါမယ်နံပါတ်2 사무실은 몇 층에 있습니까 사무실은 몇 층에 있습니까 사무실은 ရုံးခန်းကတော့몇ဆိုတာကကြတော့အရေးအတွက်တွေမိတဲ့ခါမှာသုံးတာပေါ့နော်ဘယ်ဆိုတဲ့အတိတ်ပဲရပါတယ်층에ဆိုတာ층ကကြတော့အလွှာပေါ့နော်몇 층에ဘယ်နှလွှာမှာ 있습니까 ရှိပါတယ်လေဒါဆိုလို့ရှိရင်စာပိုက်လေးကိုပြန်ဖတ်ပြီးတော့မှာပေါ့နော်ဘယ်နှလွှာမှာရှိလဲဆိုတာကိုရေးပေးရမှာပဲဒါအပြင်စာမှုရှိမဟုတ်ပေနဲ့တခြားအခန်းလေးတွေကိုလည်းမေးခွန်းလေးတွေလုပ်ပြီးတော့ပြန်ဖြေပေးတဲ့ပုံစံမျိုးလေးတွေလည်းလေ့ကျင့်လို့ရပါသေးရဲ့နော်ဒါဆိုလို့ရှိရင်နောက်ထပ်လာနေကြအတိုင်းနံပါတ်3ကကြတော့맞으면 O 틀리면 X 하십시오စာအကြောင်းလေးကိုဖတ်ပြီးတော့မှန်တယ်ဆိုရင် O လုပ်မယ်မှားတယ်ဆိုရင် X လေးလုပ်ပေးမယ်ပေါ့နော်ဒီညမှာတော့အဖြေလေးပါနေတဲ့အတွက်ကြောင့်မလို့ sticker တစ်ခုခုနဲ့တော့ကာလိုက်မယ်ပေါ့နော်ဒါဆိုရင်နံပါတ်1က 우리 학교에 식당이 없습니다ကျွန်တော်ရဲ့ကျောင်းမှာစားတောက်ဆိုင်မရှိပါဘူးနံပါတ်2 1층에 간당이 있습니다. 달러마가 칸나칸 허카마이시바레. 남았던 우리 학교는 5층입니다. 우리 학교는 5층입니다. 저너리의 장가로 갈러마시바레. 나소니 달래리 피비메너. 아두코아로 남알리 위그르 다음 대화로 바꾸고 친구와 이야기해 봅시다. အပေါ်ကစာပိုင်လေးကိုအမတို့အောက်ကဒီ conversation နေနဲ့ပြောင်းပြီးတော့မှတငယ်ချင်းနဲ့ speaking လေးကျင့်ကြည့်ရမယ်ပေါ့နော်ပုံမှန်တိုင်းပါပဲနံပါတ်1ကဒါဆိုရင်မကခါပိုင်းလေးတွေပြောသွားမယ်ပေါ့နော် 1층에 무엇이 있습니까? 2층에는 무엇이 있습니까? 컴퓨터실은 몇 층에 있습니까? 선생님 방은 몇 층에 있습니까? 다 솔루션이 달리리래 땡해지네 아주도 리진지자면어 다소에 나타 땡한 살리 듣고 필때 더 공부해 봅시다 타비로 일라지자야 다음 그림과 다른 것을 찾으십시오. 다음 아빠 그림과 뻥내 다른 것을 꿰뼈 차나래 야고 찾으십시오. 샤바레. 자, 솔루션이 아까 할리 더 진짜면은 누가 디마 보기 리비 다래 번호. 뭐가 뻥림고 집이러 아까 살리네အောက်ကစာလေးနဲ့ကြိုက်ပြီးတော့မှဘယ်နေရာတွေကလွဲနေတဲ့နေရာလေးတွေကိုပြင်ပေးရမယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်ပထမတစ်ကြောင်းကကြတော့ 여기는 제 방입니다 ဆိုပြီးတော့သူကပေးထားပါတယ်
ပုံထဲမှာကကြတော့တို့တွေကလူတွေအများကြီးနဲ့စာတင်နေကြတဲ့ပုံစံလေးစာတင်ခန်းနဲ့ရောက်နေကြတဲ့ပုံစံလေးပေါ့နော်ဒါပေမဲ့စာမှာကကြတော့ 여기는 제 방입니다ဒီနေရာကတော့ကျွန်တော်ရဲ့အခန်းဖြစ်ပါတယ်ဆိုပြီးတော့မှရေးထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ 제 방 ဆိုတဲ့နေရာလေးမှာ 교실 စာတင်ခန်းဖြစ်တဲ့အတွက် 교실 ဆိုပြီးတော့မှပြင်ပေးရမှာပဲဖြစ်ပါတယ်ဒါဆိုရင်နောက်တစ်ကြောင်း책상하고 의자하고 칠판이 있습니다. 책상 사이즈에 의자, 타인콩, 칠판, 쩌뜬봉이 시대에 텔레비전은 없습니다. TV가로 메시바부 책상에 가방하고 공책이 있습니다. 서베보마 뢰인에 공책 발라사우가 시바데 시계하고 달력은 벽에 있습니다. 시계하고 달력은 벽에 있습니다. 디 나인의 벽에띵하러 달력서 벽에띵보노 벽에띵하러 벽디 내야마 시바레 다 솔루션이 베니알리디 마니달레 베니알리디 메두달레고 샤비로마 아말리 빈비야메 보노ဒါဆိုရင်အသက်ထွက်စီမင်းလေးတွေတော့ကြည့်ကြမယ်ပေါ့နော် 읽어봅시다 ဖတ်ကြည့်ကြရအောင်နံပါတ်1မှာကကြတော့ 학교 နဲ့ရေးထားတယ်ဆိုပေမဲ့ကနဲ့တွေ့တဲ့ခါမှာဆိုလို့ရှိရင်ကအတန်ကိုပြောင်းထွက်ပေးရပါတယ်ဒါကြောင့်မလို့ 학교 ဆိုပြီးဖြစ်သွားပါမယ် 학교 저는 날마다 학교에 갑니다 저는 날마다 학교에 갑니다ကျွန်တော်ကတော့ 날마다 ဆိုတာနေ့တိုင်း 학교에 ကျောင်းကို 갑니다 သွားပါတယ်နောက်တစ်ခု 먹고 နဲ့ရေးထားတယ်ဆိုပေမဲ့ကနဲ့တွေ့တဲ့အခါမှာကနဲ့တွေ့တဲ့အခါမှာဆိုလို့ရှိရင်ကအတန်ကိုပြောင်းပြီးတော့မှထွက်ပေးရပါတယ်ဒါကြောင့်မလို့ 먹고 ဆိုတဲ့အတန်နဲ့ထွက်ပေးရပါမယ် 먹고 점심을 먹고 차를 마십니다. 점심을 먹고 차를 마십니다. 점심ဆိုတာနေ့လယ်စာကိုပြောတာပေါ့နော်နေ့လယ်စာကို 먹고 စားပြီးတော့ 차를 ရင်နွေးချမ်းကို 마십니다. တောက်ပါတယ်ရင်နွေးချမ်းလက်ဖက်ရည်တောက်ပါတယ်ဒါဆိုရင်နောက်တစ်ခုဒါတန်နဲ့ဒါအရှိမအတက်ကဒါဖြစ်ပြီးတော့အနောက်မှာလာတဲ့ဖြီးကဖြစ်နေမယ်ဆိုလို့ရှိရင်လေဒီအတန်ကိုကအတန်ပြောင်းပေးရပါတယ်အလွယ်နည်းနဲ့မှတ်မယ်ဆိုလို့ရှိရင်တော့ဒါနဲ့နဲ့တွေ့တယ်ဆိုလို့ရှိရင်ကိုကအတန်ပြောင်းပြီးထွက်ပေးရပါမယ်ဒါကြောင့်မလို့ 듣고ဆိုတဲ့အတန်နဲ့ထွက်ပေးရပါမယ် 듣고 노래를 듣고 싶습니다 노래를 듣고 싶습니다. 그 친구 나타나지 말해. 나도ku 바네 가네 뜨면 솔루션이래. 디 가단고 가단 ပြောင်းပေးရပါတယ်ဒါကြောင့်မလို့ 입고 ဆိုတဲ့အတန်နဲ့ထွက်ကြပါမယ် 입고 한복을 입고 춤을 춥니다. 한복을 입고 춤을 춥니다. 한복ဆိုတာကကြတော့ဒီကိုရီးယားရိုးရာဝတ်စုံပေါ့နော်ကိုရီးယားရိုးရာဝတ်စုံကို 입고 ဝတ်ပြီးတော့ 춤을 အကကို 춥니다 ကပါတယ်နောက်တစ်ခုကတော့ဘာကနဲ့တွေ့ရဆိုရင်ဂတန်ကိုကအတန်ပြောင်းထွက်ပေးရပါမယ်ဒါကြောင့်မလို့ 잡고 ဆိုတဲ့အတန်နဲ့ထွက်ကပါမယ် 잡고 손을 잡고 웃습니다. 손을 잡고 웃습니다. 손 렛고 잡고 ကန်ပြီးတော့ 웃습니다. ပြုံးပါတယ်ရီးပါတယ်ဆိုတဲ့အဓိပ္ပာယ်ရပါတယ်ဒါဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ကချင်းတွေ့တဲ့ခါမှာရောဒါနဲ့နဲ့တွေ့တဲ့ခါမှာရောဘာနဲ့နဲ့တွေ့တဲ့ခါမှာရောကအတန်ကိုပြောင်းသွားပါတယ်ဒါဆိုလို့ရှိရင်ဂရဲ့အတန်အုပ်စုထဲမှာပါတယ်ဖြီးတွေဖြစ်တဲ့ဂခကအဲ့ဒီသုံးခုကလည်းပဲအနောက်မှာဂပါလာမယ်ဆိုလို့ရှိရင်ကအတန်ကိုပြောင်းပေးရပါမယ်ဒီလိုပဲဓာအတန်အုပ်စုထဲမှာပါတယ်ဖြီးလေးတွေရှိပါတယ်အဲ့ဒီဖြီးလေးတွေနဲ့နောက်မှာဂနဲ့တွေ့တဲ့ခါမှာလည်းဂကိုကအတန်ပြောင်းထွက်ပေးရပါမယ်ဘာနဲ့
ဂါနဲ့တွေ့တဲ့ခါမှာလေဂါကိုကအတန်ပြောင်းထွက်ပေးရပါမယ်ဒါလေးတွေကတော့မှတ်ထားမှရမယ်ပေါ့နော်ဒီ pronunciation လုပ်လေးထုတ်ပြီးတော့မှတ်ထားလို့ရှိရင်တော့ပို့ပြီးတော့မှတော့ကောင်းပါတယ်ရှင်ဒါဆိုလို့ရှိရင်ဒီနေ့လေ့လာခဲ့တာကကြတော့ဒီရုံးစဲreading ပေါ့နော် level 1ရဲ့အခန်းခုံဦးဒီဟက်ကျိုနဲ့ပတ်သက်ပြီးတော့လေ့လာခဲ့တာဖြစ်ပါတယ်နောက်ထပ်သင်ခန်းစာလေးတွေကိုလည်းနောက်နေ့မှဆက်ပြီးတော့မှလေ့လာသွားပါမယ်နော်အားလုံးပဲ bye bye